ဒီနေ့တော့ချောချောကကြောက်တမာပင်လေးတွေနဲ့တိတ်လှနေတဲ့အေယာရီမြကန်းပြေးကနေရာလေးတစ်ခုစီခေါ်သွားမယ်နော်လိုက်ခဲ့ကြပါအောင်ရှင်ဒီနေရာလေးကတော့ရန်ကုန်ဘက်ကနေလာရင်ပြည်မြို့အဝင်နတ်မော်စင်စခန်းနားမှာတည်ရှိတဲ့ဟောင်နှုတ်စေတီတော်ရဲ့အောက်ဖက်မှာပါရှင်ဟောင်နှုတ်စေတီကိုပူးမျောရင်အေယာရီမြပြင်ကိုဖြတ်တန်းတိုက်ခတ်လာတဲ့လေးကိုရှူလိုက်ရရင်ပဲအမောတွေပြေးသွားရောရှင်ဒီနေရာလေးမှာဆက်လေသင်္ဘောစိတ်ကလေးလည်းရှိပါတယ်။ AR မြစ်တစ်ဖက်ကအကောက်တောင်ဘက်ကိုသွားမယ်ဆိုရင်လည်းရနိုင်ပါတယ်။ခုမြင်နေရတဲ့အပင်လေးတွေကဟိုမိုနာယာရပါရီယာလို့ခေါ်တဲ့ရေကရိုးပင်ရေတမပင်လေးတွေအုပ်စုလိုက်ပေါက်ရောက်နေတာပါရှင်။သူတို့လေးတွေကရေစီးတန်နဲ့မြကန်းပါးနဲ့ကြောက်ဆောင်ထူတတ်တဲ့မြစ်ဘေးချောင်းဘေးတွေမှာတဘာဝအလျောက်အုပ်စုလိုက်အလေးကျပေါက်ရောက်ကြပါတယ်။မြကန်းပါးပြိုကျမှုကိုကာကွယ်ပေးတဲ့နေရာမှာအလွန်အရေးပါတဲ့အပင်လေးတွေဖြစ်ပါတယ်။မြစ်ထဲမှာအမိုက်တွေမစွန့်ပစ်ခြင်းဖြင့်သက်ရှိအပင်လေးတွေနဲ့ရင်းနေသတ္တဝါလေးတွေကိုစောင့်ရှောက်ပေးကြပါရှင်။ချွတ်ချွတ်လေးအမောဖြစ်ရင်စပီလေးရိုက်ခဲ့ပါတယ်။လိုက်ပါကြည့်ရှုပေးသူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။